အားလုံးပဲမင်္ဂလာပါဒီဒီရဲ့ vlog ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့ဒီဒီတို့ရန်ပြေးမှန်ပြေးညံပြေးအေးစီဒီကနေပြီးတော့အခုလက်ရှိရောက်နေတာကတော့မြာစိမ်းတောင်ပဲဖြစ်ပါတယ်ဒါကမြာစိမ်းတောင်မှာရှိတဲ့မြောက်ကလေးတွေကိုအစာကျွေးဖို့အတွက်မြောက်စာလေးတွေဝင်နေတာပဲဖြစ်ပါတယ်အခုဒီဒီတို့လက်ရှိရောက်နေတာကတော့မြာစိမ်းတောင်မှာအခုဒီဒီတို့မြင်နေရတော့တောင်ပိုင်းပူပူကြီးပဲဖြစ်ပါတယ်ဒါကတော့မြာစိမ်းတောင်မှာရှိတဲ့မြောက်ကလေးတွေပဲဖြစ်ပါတယ်မြောက်တွေကတော့တော်တော်လေးများပါတယ်မြောက်ကလေးတွေလည်းရှိပါတယ်နောက်ပြီးတော့ဒီဘက်မှာပူးလေးတွေနဲ့ယုံလေးတွေလည်းရှိပါတယ်ရှင်ဒါကတော့ပူးလေးတွေပဲဖြစ်ပါတယ်အားမဟုတ်ဘူးဟိုဘက်ကဟာတယ်ဟိုဘက်ကဟာတယ်ကျွေးတာဟိုဝကြီးတယ်ဘာဘာကျွေးရမှာတော့ကဲဒီဒီတို့ဖျားဖူးဖို့သွားပါမယ်ရှင်ဒါတော့ဒီဒီတို့ဒီတောင်ပေါ်မှာတွေ့ရရဲ့အခုတော့တောင်ပိုင်းဘူဘူကြီးတွေတိုင်းရင်းရှင်ကြီးဖြစ်မယ်လို့ထင်ပါတယ်ပေါ့နော်ဒီမှာတော့တောင်ဘူဘူကြီးလို့ရေးထားပါတယ်ဒါတော့ဘာသာအောင်လဲတော့ဒီလိုမသိပါဘူးဒီထဲမှာတော့ဖျားဆင်းလို့တော့ဖျားတက်ဆူရဲ့ဖျားမက်တီရဲ့ရတီကြီးရှိတယ်ပေါ့နော်ဒါတော့ခုမှဆောက်လက်စားနေပြပါတယ်ဘာမှတော့တိတ်တော့မရှိပါဘူးကဲဒီဒီတို့ဖျားပူပါမယ်ဒီထဲမှာတော့ငကားတွေတော်တော်များပါလေဒီထင်တာတော့ငကတိုက်တစ်ခုခုနဲ့ဆက်ဆက်တည်းထင်နေပေါ့နော်ဒီဘက်မှာတော့ဒီဖျားတစ်ဗမားတွေထင်နေပေါ့နော်တိုင်နေရှင်အမညီမတွေတော်တော်များပါတယ်နမိတ်လေးတွေလည်းပါပါတယ်ဒီမှာတော့နော်တိုင်နေရှင်ညီမတွေထင်ပါတယ်ကဲဒီဘက်မှာလည်းနောက်ထပ်တိုင်နေရှင်ပြောရမလားတောင်ပိုင်းဘိုးဘိုးကြီးပဲပြောရမလားတော့မသိဘူးပေါ့နော်ဒီမြာစိမ်းတောင်မှာတော့ဒီလိုနတ်တွေဝါတွေတိုင်နေရှင်တွေတော်တော်များပါတယ်ဒီမြာစိမ်းတောင်ကတော့ကဲခုတီတီတို့ဖျားဖူးပြီးလို့ပြန်ဆဲလာပါပြီတီတီတို့ဒီမြာစိမ်းတောင်ကနေပြီးတော့ကြိုက်ချီကိုတောင်ကိုတပါတော့မယ်ဒါတီတီတို့ကားပေါ်ရောက်သွားပါပြီကဲကိုတီတီတို့တခြားတောင်တွေကိုဖျားဖူးပြီးလို့ဘောနော်ကြိုက်ချီကိုတောင်ပေါ်ကိုတက်ပါတော့မယ်ဒါကတော့ကြိုက်ချီကိုတောင်ပေါ်ကိုတက်မယ်ကားနဲ့
ချိန်နေတာပဲဖြစ်ပါတယ်ဒါလမ်းမှာကားဆောင်နေတွေ့ကြရတဲ့အဝူလေးပဲဖြစ်ပါတယ်အဝူလေးကအစားတောင်းနေတာကျွေးစရာမောင်းမပါမရှိတာအဝူလေးကျွေးကြရပါသေးတယ်ဒီရဲ့ vlog လေးကိုအစားအဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog တွေမှာလည်းထပ်ပြီးတော့တွေ့ပါအောင်မယ်အသစ်တဲ့ vlog တွေကိုကြည့်ဖို့အတွက်ဒီတီတူရာမီဆိုတဲ့ဒီရဲ့အကောင့်လေးကို follow လုပ်ခဲ့ကြပါအောင်နော် Thanks for watching